မင်္ဂလာပါပရိသတ်ကြီးရှင်ကျမတို့အားလုံးအသေးဆွဲစောင့်ကြည့်နေရတဲ့ဒုတိယမြောက်လက်ထပ်ခွင့်ဇလန်တွဲကတော့အခုဆိုရင်အတော်လေးကိုအရှိန်တက်လာပြီးဇက်ရှင်အမြင့်ဆုံးအပိုင်းတွေကိုရောက်ရှိလိုလာပါပြီအရင်အပတ်ကအပိုင်းဒီမှာမင်းသမီးလေးရဲ့ဘဝဟာဒုတိယမြောက်လက်ထပ်ခွင့်နဲ့အတီးအေးချမ်းလာမလားလို့မျှော်လင့်ထကြပြီးမြင့်ကံကြမ္မာကမျက်နှာသာမပေးသေးသလိုပါပဲအခက်အခဲတွေကတောင်းလူပုံနေဆဲဖြစ်သလိုဒီနေ့တင်ဆက်ပြီးမဲ့အပိုင်း16နဲ့19ဟာဇက်လိုင်းတစ်ခုလုံးရဲ့အချိုးအကွေးလူတောင်ပြောလို့ရပါတယ်ဗီဒီယိုလေးမစတင်ခင်မှာတော့တင်သမျှအပိုင်းအသစ်တွေကိုလွတ်လပ်စွာကြည့်ရှုနိုင်ဖို့ VPN လေးခံပေးထားဖို့မြစ်တာရက်ခံပါရစေနော်အပိုင်းစခုံကိုစလိုက်တာနဲ့မင်းသမီးရဲ့ပေါ်မနာလိုဖြစ်နေတဲ့တစ်ဖက်လူတွေရဲ့ရက်ဆက်တဲ့အစီအစဉ်တွေကိုစိတ်မကောင်းစရာမြင်တွေ့ရပါတယ်။သူတို့ဟာမင်းသမီးရဲ့အတိတ်ကနာကျင်စရာတွေကိုပြန်ဖော်ပြီးမင်းသားရဲ့မိသားစုရှိမှအရှက်ရအောင်လူရမဝင်အောင်တေချာကြံစီခဲ့ကြတာပါ။အထူးသဖြင့်မင်းသမီးကိုအတိတ်မရှိတဲ့မင်းကလေးသစ္စာမရှိသူအဖြစ်ပုံဖော်ဖို့ကြိုးစားခဲ့ကြပါတယ်။ဒီနေရာမှာပရိသတ်တွေကိုအဆိုးဆုံးဒေါသထွက်စေကြတာကတော့မင်းသားရဲ့တုံ့ပြန်မှုမှာပဲ။မင်းသားဟာတစ်ဖက်လူတွေရဲ့သွေးထိုးမှုကိုခဏတာယုံကြည်သွားပြီးမင်းသမီးရဲ့ပေါ်အေးဆက်ဆက်ဆက်ဆံလာတာကိုတွေ့ရပါတယ်။မင်းသမီးလေးကသူ့ရဲ့တစ္ဆာရှိမှုကိုရှင်းပြဖို့ကြိုးစားပေမယ့်ဘသူကမှနားမထောင်ခဲ့တယ်လို့စကားပြောခွင့်တောင်မပေးခဲ့ပါဘူး။ဒီအခန်းမှာမင်းသမီးလေးရဲ့မျက်ရည်တွေကပရိသတ်တွေကိုတကယ်ပဲစိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့ဇလန်းကတီးတင်ရက်မသွားပါဘူးမင်းသမီးဟာအရှုံးမပေးဘဲသူ့လက်ဂုံတိတ်ခါကိုကာကွယ်ဖို့ဘလိုရီရုန်းကန်ထဲလဲဆိုတာကတကယ့်ကိုအားကျစရာပါတစ်ဖက်မှာလည်းမင်းသားဟာစိတ်လိုက်မာဆုံးဖြတ်ထဲတာတွေကိုပြန်လဲသုံးသပ်လာပြီးနောက်ွယ်ကကျိုးကွိုင်နေသူတွေကိုတိတ်တဆိတ်စုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီအပိုင်းမှာမင်းသားရဲ့ဟီးရိုးဆန်တဲ့စုံစမ်းထောက်လှမ်းမှုတွေကိုမြင်တွေ့ရမှာပါမင်းသမီးလေးရဲ့ပွားဆွတ်ဆဲထားတဲ့အချက်တွေဓာတ်ပုံတွေနဲ့အထောက်အထားတွေဟာလုတ်ကြံထားတဲ့အတူအယောင်ဖြစ်ကြောင်းသူကိုယ်တိုင်သက်သေပြနိုင်ခဲ့ပါတယ်ဒါဟာမင်းသားကမင်းသမီးရဲ့ပေါ်ထားတဲ့အချက်ထက်ယုံကြည်မှုကိုပိုပြီးခိုင်မာစေခဲ့တာပါအခုအပိုင်းဆက်ခွက်လဲအနက်တပ်ဆုံးအခန်းကိုပြောပါဆိုရင်တော့မင်းသားကမင်းသမီးရဲ့လက်ကိုတင်းဆွဲပြီးမိသားစုရှိမှသူ့ကိုကျွန်တော်ယုံကြည်တယ်လို့ဘသူမှသူ့ကိုထပ်ပြီးစော်ကားလို့မရဘူးလို့ပြက်ပြသားသားပြောခဲ့တဲ့အခန်းပါပဲဒါဟာဒုတိယမြောက်လက်ထက်ခွင့်ရဲ့တကယ့်အနှစ်သာရကိုပြသလိုက်တာပါအတိတ်မှာဘာတွေပဲဖြစ်ခဲ့လက်ရှိမှာတယောက်ကိုတယောက်ယုံကြည်ပေးဖို့အတူတူရက်တည်ပေးဖို့အရေးကြီးတယ်ဆိုတာကိုဒီအပိုင်းကမီးမောင်းထိုးသားပါတယ်ဒီအခန်းကိုကြည့်ပြီးပရိသတ်တွေအားရကျေနပ်မှုအပြည့်အဝရခဲ့ကြမှာသိကြပါတယ်ပရိသတ်ကြီးကတော့အပိုင်း16နဲ့19မှာဘယ်အခန်းကိုအကြိုက်ဆုံးလဲမင်းသားရဲ့ရက်တည်ချက်ကိုသဘောကျရဲ့လား comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်နော်